နောက်ဆုံးပိုင်းမှာတော့ကျောင်းမှာတမင်မှာရုတ်တရက်ပျောက်သွားလို့အတန်းဘော်တွေကရဲကိုဖုံးဆက်နေရအောင်တွေ့ရမှာပါဝန်ပလွေကိုစိတ်ပူနေတဲ့တငယ်ချင်းတွေကအပြင်ထွက်ရှာဖို့ပြင်နေခြင်းအဆောင်မှုကအပြင်မထွက်ဖို့လာတောင်းကျမ်းသွားပါတယ်ဝန်ပလွေရဲ့တငယ်ချင်းကလည်းသူ့ကိုစိတ်ပူနေခြင်းဝန်ပလွေကတော့ချင်းသေးရဲ့ခွန်အားကိုမနှဲခုခံနေရပါတယ်တိုက်ခိုက်နေရင်ဝန်ပလွေရဲ့လက်တစ်ဖက်အကိုက်ခံရတော့အခြေအနေမဟန်တာကိုသဘောပေါက်သွားပြီးသူ့ကိုထားပြီးထွက်ပြေးဖို့ယုံမာလေးကိုအော်ပြောလိုက်ပါတယ်ယုံမာလေးကလည်းသူ့ကိုထားပြီးထွက်မပြေးနိုင်တော့ဝန်ပလွေကလည်းတဘာဝကပေးထားတဲ့ချင်းသေးရဲ့ခွန်အားကိုသူ့ရဲ့အသက်နဲ့လဲပြီးတိုက်ခိုက်ဖို့ရွေးချယ်လိုက်ပါတယ်ဒီအပိုင်းလေးမှာကျွန်တော်စကားဖြတ်ပြောချင်တာကအချစ်ကလူတယောက်ကိုအံ့ဩစရာကောင်းလောက်အောင်ခွန်အားတွေလည်းပေးနိုင်တယ်လို့တေလောက်အောင်လည်းဒဏ်ရာတွေပေးနိုင်ပါတယ်ဇလန်းကိုပြန်ဆက်ရရင်တဘောဝတရားကပေးထားတဲ့အမဲလိုက်စွမ်းရည်ကိုအဆုံးထိတွန်းတင်လိုက်ပြီးချင်းသေးကိုအမှန်အကန်လိုက်ကြိုက်ပါတော့တယ်အချိန်ကြာလာတော့ချင်းသေးကိုအနိုင်ယူနိုင်ခဲ့ပြီးယုံမာလေးကိုလည်းတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်ဒါပေမဲ့လည်းဒဏ်ရာတွေကအယမ်းများနေပြီးခွန်အားပါမရှိတော့တော့ကြောင်းဝန်ပလွေကတတိမိပြီးလဲကျသွားပါတယ်အချိန်ကြာတော့မှဝန်ပလွေကယုံမာလေးနဲ့အတူဒီနေရာကနေထွက်လာနိုင်ခဲ့ပါတယ်ထိုအချိန်တိုက်ခိုက်ခံရတဲ့ချင်းသေးကမသေးပဲထွက်သွားတဲ့ဝန်ပလွေကိုအနောက်ကနေလှမ်းပစ်ဖို့လုံနေချိန်သူ့ကိုတစုံတစ်ယောက်ကအရင်ပစ်လိုက်ပါတယ်အဲ့ဒါကတော့ကျောင်းမှာပျောက်ဆုံးသွားတဲ့တမင်ပါတမင်ကလည်းတနက်ကိုချင်းသေးရဲ့ခေါင်းကိုချိန်ထားလိုက်ပြီးပစ်လိုက်ပါတယ်ထိုအချိန်တခြားချင်းသေးတွေပါရောက်လာချိန်ခေါင်းဆောင်ကတော့ဘဝကူသွားပါပြီတမင်ကလည်းသူကကြုံတယောက်ဖြစ်ခဲ့ဘူးကြောင်းနဲ့သူ့ကိုစိတ်ကြိုက်စားကြဆိုပြီးရီမောနေလိုက်ပါတယ်တစ်ဖက်မှာတော့ဝန်ပလွေနဲ့ယုံကပန်းချံမှာခဏအနားယူနေပြီးအမောင်ဈေးမှာပဲညစာကိုဖြစ်တယ်လို့စားခဲ့ပါတယ်ညနဲ့နေတော့ယထာကလည်းမထွက်သွားရမယ့်အကြောင်းကလည်းအယံဝေးနေတာကြောင့်တဲခိုကန်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်တစ်ဖက်မှာတော့ဝန်ပလွေကိုစိတ်ပူနေတဲ့တငယ်ချင်းတွေကအပြင်ထွက်ရှာဖို့ပြင်နေခြင်းအဆောင်မှုကအပြင်မထွက်ဖို့လာတောင်းကျမ်းသွားပါတယ်နောက်တစ်ပိုင်းမှာတော့ဝန်ပလွေကတဲခိုကန်အရှိမမဝင်မရဲနဲ့အပေါက်ဝမှာရောင်လေလေလုံနေပါတယ်ယုံမာလေးကလည်းမောင်မလာရင်မောင်တာငတ်မောင်နေရာမှာလူမပြတ်ဆိုပြီးပြောလိုက်တော့ဝန်ပလွေလည်းဘာလို့မှမသိဖြစ်သွားပါတယ်ဒီလိုမျိုးဆုံးအပ်ပြီးကြောင်တောင်ဖြစ်နေတဲ့အခြေအနေနဲ့ပဲအခန်းထဲကိုရောက်လာခဲ့ပါတယ်ယုံမာလေးကလည်းဘေးနားမှာလာထိုင်ဖို့ပြောတော့ဝန်ပလွေလည်းတောထိုင်ပြီးလိုက်ပါတယ်ဒီလိုနဲ့ဇလန်းကိုအစာပြိုးဖို့အတွက်အနမ်းပေးဖို့လုပ်နေချိန်ယုံမာလေးကဒဏ်ရာကိုသွေးတိတ်အောင်လှုပ်တင်တဲ့ဘာညာနဲ့အကွက်ရွှေ့လိုက်ပါတယ်ထိုအချိန်ယုံမာလေးကိုအနောက်ကဖက်လိုက်ပြီးအရင်ကမင်းကိုတိုက်ခိုက်ခဲ့တာသူဖြစ်ကြောင်းပြောပြလိုက်ပါတယ်ယုံမာလေးကလည်းသူတိကြောင်ပြန်ပြောတော့ဝန်ပလွေလည်းထိတ်လန့်သွားပါတယ်မတော်တဆစနေနှက်ခိုင်မှာသွားကင်ပြီးတော့လူရိုးလေးဝန်ပလွေကလည်းကြောက်လန့်သွားပါတယ်ဒီလိုနဲ့ဇက်ချိန်တွေမြင့်လာပြီးစီဆန်စားတွေလှုပ်ဖို့ပြင်နေချိန်ဝန်ပလွေရဲ့ပါဇက်ထဲယုံရဲ့လက်ဝင်သွားတော့ဝန်ပလွေလည်းကြောင်သွားပါတယ်ဒီဖြစ်ပျက်ကိုပြန်ပြောရရင်ယုံတွေရဲ့ဗီဇအရာအန္တရာယ်ရှိမရှိတရဝါတိုင်းရဲ့ပါဇက်ထဲလက်ထက်တဲ့အချင်းရှိပါတယ်ကျွန်တော်လည်းအသေးချာမပြောတတ်ပေမဲ့ဒီစကားကပုံမြင်လို့အယူဆလို့အမျိုးမျိုးသတ်မှတ်ထားကြတာရှိပါတယ်ပြန်ဆက်ရရင်ယုံမလေးကဇလန်းပြန်စားကြမလားဆိုတော့ဝန်ပလွေကရှေ့တိုးမြနောက်ဆုံးမြနဲ့တိုက်ပတ်ကုန်ပါတယ်ဝင်ပလွေရဲ့အတွေ့အထဲမှာလည်းတမင်ရဲ့အရှိမယုံမလေးကိုငါးအပိုင်လုပ်မယ်ဘာညာနဲ့အားချောင်ထားပေမဲ့တကယ်လောက်ခိုင်းတဲ့အချိန်ကြာခွေးအကြီးလှဲကြိတ်ခံရတယ်လို့အတန်တော်မထွက်နိုင်ဘူးဖြစ်နေပါတယ်နောက်ဆုံးတော့လေကြီးစုနေတဲ့ကျွန်တော်နဲ့လူကြီးမင်းတို့စိတ်ပြက်စရာကောင်းလောက်အောင်ဘာမှမပါပဲဘေးနားမှာကတ်အိတ်နေရင်းနဲ့တညတာကုံဆုံးသွားပါတယ်အဲ့ရထက်မှာလည်းဝင်ပလွေကမျက်ရည်လေးတစ်စက်ကြပြီးမနဲ့မိုးလင်းသွားတာပါဒါဟာကြီးစုနေတဲ့လူကြီးမင်းနဲ့ကျွန်တော်တို့ကိုစော်ကားလိုက်သလိုပါပဲစတာပါဘာမှမပါဖြစ်တာလည်းကောင်းပါလေဒါပါဇလန်းကိုပြန်ဆက်ကြရအောင်မနဲ့မိုးလင်းတော့ယုံနဲ့ဝင်ပလွေကအเจ้าကိုစုပ်စုပ်ပြက်ပြက်နဲ့ဝင်လာခဲ့ပါတယ်အဆောင်မှုကပါယုံနဲ့ဝင်ပလွေမလုံတင်ဘူးဘာညာနဲ့နားလာညီးနေတော့ဝင်ပလွေကညကကိစ္စနဲ့ရောပြီးစိတ်တက်ပါထက်ကြကုန်ပါတယ်ထိုအချိန်ဝင်ပလွေမာလေးကရောက်လာပြီးစကားလာပြောလို့နားကြီးရဲ့တန်ကနေခဏလွတ်မြောက်သွားပါတယ်ဝင်ပလွေမာလေးရဲ့စိတ်ပူတာထက်ညကသူတို့နှစ်ကောင်ဘာတွေများဖြစ်ခဲ့လဲဆိုတာအခြေအနေလာလေးလာရဲ့သဘောမျိုးပါပြန်ထွက်လာတော့ယုံမာလေးနဲ့တဲ့တိုးသွားပါတယ်ဝင်ပလွေမာလေးကလည်းအနောက်ကလည်းလိုက်လာတော့ယုံမာလေးကလည်းပြေးနေရပါပြီထို့နောက်ဝင်ပလွေမာလေးကယုံကိုအနက်ခံကြည့်လိုက်တော့မှဝင်ပလွေရဲ့အနက်မရမှန်းသိသွားပါတယ်ဆိုလိုတာကညကဘာမှမပါခဲ့ဘူးဆိုတဲ့သဘောမျိုးပါဒီလိုနဲ့ညဘက်ចောင်းပွဲတော်အတွက်လှုပ်အားပေးနေချိန်ဝင်ပလွေမာလေးကကာပွဲအတွက်အလားဆုံးဖြစ်အောင်ဝင်လာတော့ဝင်ပလွေလည်းတစ်ချက်လောက်ငေးသွားပါတယ်ထို့နောက်ចောင်းပွဲတော်မှာဝင်ပလွေမာလေးကကားပြနေချိန်ယုံမာလေးကလာကြည့်မိသွားပါတယ်သူမရဲ့အလှပကိုမြင်ပြီးဝင်ပလွေနဲ့ထိုက်တန်ကြောင်းနဲ့သူမလိုညစ်ပေနေတဲ့ခန္ဓာကိုယ်နဲ့မတင်တော်ကြောင်းကိုပါနားလည်သွားတာပါတစ်ဖက်မှာလည်းဝင်ပလွေကယုံမာလေးကိုအနက်ခံရင်တချောင်းလုံးပတ်ရှာနေပါတယ်ခဏအကြာမှရှာတွေ့သွားပြီးလက်ကိုဖမ်းကင်ကချစ်တဲ့အကြောင်းပြောဖို့လုပ်နေချိန်မှာပွဲဖြတ်တဲ့ဝင်ပလီမလေးကသူ့ကိုစင်ပေါ်လာဖို့ဖိတ်ခေါ်လိုက်ပါတယ်။စင်ပေါ်ကိုရောက်လာတော့ယုံမလေးကိုကယ်ပေးရဲ့လူဘာညာနဲ့ပရိသတ်တွေကိုကြွညာလိုက်ပါတယ်။ထို့နောက်မီးပုံးပြန်အောက်ကခဲစီသွားပြီးအတူတူဖျောင်းနိုင်ထွန်းပြီးဆူတောင်းဖို့လုပ်နေချိန်သူမကိုထားခဲ့ပြီးယုံမလေးစီပြေးသွားပါတယ်။ဝင်ပလီမလေးအတွက်ကတော့မီးရင်နှက်ခါနာရတယ်လို့မျက်ရည်လည်းနှက်ဆက်ပါ။ဒီလိုနဲ့ယုံမလေးစီရောက်သွားတော့သူမလည်းဒေါသထွက်လာပြီးမလာနဲ့ဆိုပြီးမောင်းထုတ်လိုက်ပါတယ်။ဒါပေမဲ့လည်းဝင်ပလွေကယုံမလေးစီကိုပြေးလာနေတော့သူမလည်းထွက်ပြေးနေရပါတယ်။ထို့နောက်တောင်ကုန်းတစ်ခုအပေါ်ကိုရောက်သွားပြီးမဖြစ်နိုင်တော့တဲ့ချစ်ချင်းကိုတကောင်ရင်ထဲမှာတကောင်အမျက်တလို့တိန်းထားရင်းနဲ့တခန်းရက်သွားပါပြီ။ဆိုလိုတာကတိတ်တိတ်ကလေးခိုးစားမှားလို့တိတ်တိတ်ကလေးချစ်သွားတော့မယ်ဆိုတဲ့သဘောပါ
ဒီကားလေးရဲ့အပြည့်စုံကိုလည်း original website ဖြစ်ဖြစ် original video မှာဖြစ်ဖြစ်သွားရောက်အားပေးကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။ဒါပေမဲ့လည်းဒီကားလေးကလိမ်ပိုင်းဆိုင်ရာနဲ့ထိတ်လန့်စရာတွေအမှောက်ဘက်ချမ်းတွေရှိနေတာကြောင့်အသက်မပြည့်သေးတဲ့ကလေးငယ်တွေမကြည့်ရှုသင့်ကြောင်းမှအသိပေးလိုက်ပါတယ်။ဒီကားလေးက season 2နဲ့ season 3ပါရှိနေသေးတာကြောင့်ကျွန်တော်တင်ဆက်တာသဘောကျရင်ဆက်လုပ်ပေးဖို့ရှိပါတယ်။အခုလို enemy ကောင်းလေးတွေကိုပေါ့ပေါ့ပါတင်ဆက်ပေးတာကိုသဘောကျရင် like share subscribe လေးနဲ့ပါဝင်အားဖြည့်ကူညီပေးကြပါဦးခင်ဗျာ။နောက်လာမယ့်ဇာတ်ကားတွေမှာလည်းဘလို့ဇာတ်ကားကောင်းလေးတွေနဲ့တင်ဆက်သွားမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။အားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။